ကိုယ့်ရဲ့အိမ်လေးကနေထွက်လိုက်တာနဲ့နော်ကံရင်ပြင်ကျဲကြီးတွေတာယာလာပါတဲ့ရှုခင်းနေနဲ့လေကောင်းလေတန်းတွေကိုနော်အမြဲတစေခံစားလို့ရမယ်နေရာလေးတစ်ခုနဲ့ကျွန်တော်မိတ်ဆက်ပေးခြင်းပါတယ်မင်္ဂလာပါကျွန်တော်ကတော့ရှင်နေတဲ့အိမ်ချမ်းမြေကိုစောနိုင်ဦးပဲဖြစ်ပါတယ်ကျွန်တော်ဒီနေ့မိတ်ဆက်ပေးချင်တာကတော့ပြည်ဦးလွင်မျိုးရဲ့ထင်ကြရနေရာတွေဖြစ်တဲ့ကန်တော်ကြီးနဲ့ကန်တော်လေးရဲ့ဂျားထဲမှာတည်ရှိနေတဲ့ပေ80-60 BM မြေကွက်လေးနဲ့ကျွန်တော်ရောင်းမိတ်ဆက်ပေးမှာဖြစ်ပါတယ်။ BM မြေကွက်လေးကိုခေါ်ဆိုရတဲ့ဈေးနှုန်းလေးကတော့$10,500ကိုမှပိုင်ရှင်နဲ့တိုက်ရိုက်ညှိနှိုင်းဝယ်လို့ရမယ့်နေရာလေးပဲဖြစ်ပါတယ်။ကန်တော်ကြီးနဲ့ကန်တော်လေးကိုဆက်သွယ်ထားတဲ့လမ်းမပေါ့နော်။အဲ့ဒီလမ်းမကြီးရဲ့တကွမ်းငုံမှာရှိပြီးတော့မှမျက်နှာစာ80နောက်ကိုအကျယ်60အကျယ်ဝန်းရှိတဲ့BM မြေကွက်ကြီးဖြစ်တယ်။အလဲအနေနဲ့ကတော့တောင်ရက်လက်ပဲဖြစ်ပါတယ်။အခုလိုပြည်ဦးလွင်မျိုးရဲ့အေချမ်းတိတ်ဆိတ်တဲ့ရက်ကွက်တစ်ခုမှာပေါ့နော်အိမ်ကြီးအိမ်ကောင်းတွေရဲ့ဂျားထဲမှာတိတ်တိတ်ဆိတ်ဆိတ်နဲ့နားယူချင်တယ်ဆိုတော့မိတ်ဆွေတွေကတော့ဒီအကွက်လေးကအရန်ကိုကောင်းလုံးတဲ့နေရာလေးဖြစ်ပါတယ်ဈေးနှုန်းရလည်းတင့်တယ်နော်နောက်တစ်ခုကနော်ပြည်ဦးလွင်မျိုးရဲ့ vibe ကိုလည်းအပြည့်အဝရရှိတဲ့နေရာလေးဆိုရင်လည်းမမားပါဘူးဟုတ်ကဲ့ပါအခုလိုပြည်ဦးလွင်မျိုးရဲ့ထင်ကြရနေရာတွေနဲ့အနီးဆုံးမှာတရှိနေတဲ့ခရမ်းမြေကွက်ကြီးကိုအယောင်းမိတ်ဆက်ပေးပြီးဆိုတော့ကျွန်တော်ဆက်သွယ်ခြင်းနဲ့ဆိုရင်တော့ကျွန်တော်ရဲ့ဖုန်းနံပါတ်က3994392645ပဲဖြစ်ပါတယ်။အဆုံးထိကြည့်ရှုပေးကြတဲ့မိတ်ဆွေတွေအားလုံးကိုထူးပင်ကျေးဇူးတင်ရှိပါတယ်။မင်္ဂလာရှိတဲ့နေ့ရက်တိုင်းကိုပိုင်ဆိုင်နိုင်ပါစေလို့ဆုမွန်ကောင်းတောင်းရင်းနဲ့ကျွန်တော်ရဲ့ဗီဒီယိုလေးကိုဒီမှာပဲရပ်နာခွင့်ပြုပါခင်ဗျာ။